insect များထဲမှာ Muty insect ကတစ်ချက်တည်းနဲ့တင့်အသက်ကိုရန်ရှာနိုင်သည်။အေယာမကင်ချီများ Giant Centipede သည်အလွန်ပြင်းထန်သောနာကျင်မှုကိုဖြစ်စေသည်။၎င်းသည်များသောအားဖြင့်ခရမ်းရောင်အညိုအမဲဆွဲခြင်းနှင့်ပြင်းထန်စွာရောင်ရမ်းခြင်းတို့ကိုဖြစ်ပေါ်စေတတ်သောလည်းနာကျင်မှုအလွန်ဆိုးဝါးသလောက်ပုံမှန်အားဖြင့်အသက်အန္တရာယ်မစိုးရိမ်ရပါ။မုတ်ဆိုးမှနတ်ပင်ကူ Black Widow သည်၎င်း၏အဆွဲများဖြင့်ကိုက်ကာအစိတ်ကိုထိုးထွင်းတတ်သည်။၎င်းကကြွက်သားများကျုံခြင်းရောင်ရမ်းခြင်းညီမြန်းခြင်းနှင့်ပြင်းထန်စွာနာကျင်ခြင်းတို့ကိုထည့်စေသည်။သို့သော၎င်းသည်တေးစေနိုင်လို့သည့်အထိမပြင်းထန်ပါ။အာရှကာနီနင်ချက်သည်၎င်း၏အစိတ်ဆူးဖြင့်ထိုးတတ်သည့်ညီမြန်းခြင်းချွေးထွက်ခြင်းနှင့်အကိုက်ခံရသည့်နေရာတွင်ပြင်းထန်သောအပူလောင်သည့်ခံစားချက်တို့ကိုထည့်စေသည်။သို့သောတစ်ချက်တည်းအထိုးခံရယုံနှင့်များသောအားဖြင့်အသက်မသေးနိုင်ပါ။နန်းရှုပိုးကောင်သည်လူကိုကိုက်ယုံတာမကဒဏ်ရာပေါ်တွင်မစင်ပါစွန့်ဖြစ်တတ်ပြီးချားကတ်ယောဂါကိုကူးစက်စေနိုင်သည်။ဤယောဂါသည်ပြင်းထန်သောလဲကူးစက်ခံရယုံနှင့်မာသောအားဖြင့်အသက်မသေးနိုင်ပါ။ဆက်စည်းရင်ကောင်သည်တာမန်ရင်ကောင်ကိုက်သည်နှင့်ဆင်တူသောလဲ၎င်းသည်အိတ်မပျော်ယောဂါကိုကူးစက်စေပြီးစေကူးတမှုမခံယူပါကအသက်သေးဆုံးသည့်အထိဖြစ်စေနိုင်ပါသည်။